မစီဘလုံးလောကနာယူသွားရင်တောင်ဒီကစားသမားကြီးကကိုယ်မှာကစားနေဦးမှာပါကစားသမားများစုကအသက်30နောက်ပိုင်းမှာနာယူရကြပေမဲ့ခုကစားသမားကြီးကတော့အသက်60နီးပါးထိနုပြိုလင်းလက်ဆွဲရင်တက်နေတုန်းဖြစ်ပါတယ်သူ့နာမည်ကတော့ဂျပန်လူမျိုးတွေဂင်းကာဇူလို့ချစ်စနိုးနဲ့ခေါ်တဲ့ကာဇူယိုရှိမီယူလာဖြစ်ပါတယ်ကာဇူ1969ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှာဂျပန်နိုင်ငံမှာရှိတဲ့ရှီဇူကာမြို့မှာမွေးဖွားခဲ့ပါတယ်သူကငယ်ကနေကဘောလုံးကိုယူမှုဖြစ်ခဲ့တာပါဒါပေမဲ့အဲ့ဒီချိန်တော့ဂျပန်နိုင်ငံမှာအခုလိုဘောလုံးယူရမစားသေးပါဘူးအဲ့တော့ဘောလုံးကိုယူသွတ်တဲ့ကာဇူဟာကြံရမများဖြစ်ပြီးတော့ဆမ်ဘာကကဖို့ဘရာဇီးနိုင်ငံကို15နှစ်မှာပဲပါဇက်ပါရွာရောက်တယ်ဆိုပြီးတော့ထွက်ခွာလာခဲ့ပါတယ်သူကဘာသာစကားလည်းမကျွမ်းကျင်ဘူးပတ်စံလည်းမရှိဘူးအဲ့ဒါကြောင့်လမ်းမတွေပေါ်မှာတောင်အိတ်ခဲ့ရပါတယ်ဒါပေမဲ့ဆာမူရိုင်းပေါက်လေးကတော့အဲ့ဒီဒုက္ခတွေကိုကုတ်ခွစီပြီးတော့ရေကုန်ရေကန်းစူးစမ်းခဲ့လို့နောက်ဆုံးမှာတော့ဆရာကြီးတွေရှိတဲ့ဘရာဇီးမှာတောင်မှနေရာရလာခဲ့ပြီးစန်တိုအသင်းနဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်အကောက်ကို800စီကျော်လောက်တန်ရာမရအောင်စူးစမ်းပြီးရဲ့နောက်မှာတော့သူ့ရဲ့ကစားသမားဘဝကိုထပ်ပြီးအပြေညှိဖို့အတွက်မွေးရမြေဂျီလီကိုတဖန်ရောက်လာခဲ့ပါတယ်သူဂျီလီရောက်တဲ့အခါမှာတော့ဂိုးတွေကိုဒရက်ဇက်ဟန်ချီချီနဲ့တွင်းပြခဲ့ပြီးတော့အာရှရဲ့အကောင်းဆုံးကစားသမား MVP ဆုကိုပါတင်ပိုက်ခဲ့ပါတယ်နိုင်ငံအသင်းအတွက်လည်း1988ကဖလားခြေစစ်ပွဲမှာဂိုးတွေစတိုက်တွင်းပြီးတော့သူတို့နိုင်ငံရဲ့ပထမဆုံးကဖလားဝင်ခွင့်ရဖို့အတွက်ကူညီပေးခဲ့ပါတယ်ဒါပေမဲ့လောကကြီးကတခါတည်းမှာရန်ရက်ဆက်တက်ပါတယ်ဂျပန်အသင်းရဲ့နောက်ဆုံးထုတ်ပြန်တဲ့ကဖလားလူစင်းမှာတော့ကာဇူကိုချန်လက်ထားခဲ့ပါတယ်အဲ့လိုပါပဲအသင်းတို့ဘလောက်ပဲပေးဆက်ခဲ့ပါလေမရွေးတဲ့သူကတော့ဘူးစုပြေမတီးပါအဲ့ဒီကာလာတွေကတော့ကာဇူရဲ့စိတ်သက်အကြဆုံးကာလာဖြစ်ပါတယ်ဒါပေမဲ့သူကအဲ့လိုဘုံဘုံကျတဲ့နေရာနေပြီးကုန်းယုံထားခဲ့ပြီးအပြင်းထန်ကြိုးစားပါတော့တယ်။ training တွေပြင်းထန်လုပ်တယ်။ဟက်တီဖူတွေစားတယ်။လူငယ်တွေနဲ့နင်လားငါလားလုပ်ပြီးယူသွရကိုဆက်ချောင်းနေသေးပါ။တကယ်တော့သူကနဗျူတန်ကကာဇူပေါင်ကျိုးတဲ့လောက်ပဲရှိရဲဆိုတာကိုသက်သေပြဖို့ကြိုးစားနေတာဖြစ်ပါတယ်။ကာဇူဒီရွယ်ထိဘောလုံးကစားနေတာပိုက်ဆံအတွက်မဟုတ်သလိုကြော်ကြားမှုအတွက်လည်းမဟုတ်ပါဘူး။အခက်ခဲတွေကြားထဲကနေထွက်ပေါ်လာတဲ့အရာတစ်ခုကလွယ်လွယ်နဲ့ကွဲပြောင်းမသွားဘူးဆိုတာကိုသက်သေပြနေတဲ့ပြရုပ်တစ်ခုပဲဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးပါ